မနက်စောစောထားခြင်းနဲ့ဘာသာစကားအသက်လေးလာခြင်းနဲ့စောင်းနေတိုင်းဖောက်ရခြင်းနဲ့အလုပ်တစ်ခုပုံမှန်လုပ်ရခြင်းနဲ့ဒါမှလည်းအစတရက်နေ့ရက်ပဲလုပ်ဖြစ်တယ်နောက်ကြရင်ဘာမှမလုပ်ပြဘူးဒီတိုင်းပဲအဲ့လိုဖြစ်နေရခြင်းအကြောင်းရင်းတွေကတခုကကြတော့ကိုနဲ့အတူတူစူးစမ်းမယ်ကိုအလုပ်လုပ်ဖို့အတွက်တတိပေးနေမယ်စူးစမ်းဖို့မရှိလို့ပါအဲ့လိုကိုအများအားတွန်းအားပေးနေမယ်စူးစမ်းဖို့စူးစမ်းပတ်တင်နဲ့ပြိုင်တူအမြန်ရွေးကျင်တဲ့သူတွေအတွက်ဒီ Grow Lab Community ဆိုတာကိုလည်းစခဲ့ရပါ Grow Lab Community ကစတဲ့2လအတွင်းမှာပဲအခုဆိုရင် member ပေါင်း100ပြည့်ပါတော့မယ်အခုလက်ရှိအောင်လက်တော့ Thai English တခြား Grow Mindset ပိုင်း webinar sharing session တွေအပြင်လတိုင်းနဲ့အောင်လက်တော့ challenge တွေလုပ်ဖြစ်နေတယ်ပြီးအောင်လက်ဒီ Grow Lab Community team ကလည်း member တယောက်ချင်းစီကိုတေချာ care လုပ်ဖြစ်နေတယ် Grow Lab Community ကကြတော့ member ဝင်ကြီးနဲ့ subscription ရှိတဲ့အခါကြတော့ကိုအနေနဲ့ဝင်သင့်မဝင်သင့်ဆုံးဖြတ်ချက်ချနေတဲ့သူတွေအတွက်ကိုယ့်ရဲ့ရွေးချယ်မှုမှမှုအတွက်အောင်လက်အခုပြထားတဲ့ member ဝင်တွေ review တွေကိုလည်းဖတ်လို့ရပါတယ်ရှေ့လျှောက်လဲအောင်လက်တော့ activity တွေတခြားအစီအစဉ်အသစ် podcast တွေအများကြီးရှိသေးရမို့လို့ကြီးရသူအနေနဲ့ကိုယ့်ရဲ့ group journey မှာတယောက်တည်းအထီးကျန်ပြီးတော့မဖြစ်ချင်ဘူးကိုလိုပဲစူးစမ်းတဲ့သူတွေနဲ့တွေ့ချင်တယ်ဆိုရင်တော့ဒီ Grow Lab community ကို join ဖို့တော့လည်းဖိတ်ခေါ်ပြရစီတကယ်လို့ဒါဒီ Grow Lab member ဖြစ်ချင်တယ်ဆိုရင်တော့အဲ့လေခုပြထားတဲ့ Grow Lab community ဆိုတဲ့ page မှာ GL3 လို့စာပို့ပြီးတော့ Grow Lab community အကြောင်းကိုစုံစမ်းနိုင်ပြီးတော့ member လည်းဝင်နိုင်ပါတယ်